ဘသူမှမကောင်းကျေးဇူးတော်ကြောင့်ဒီနေ့တို့အကုန်ဒီမှာရှိနေရတာ That's it အမှုတော်ဆောင်နေတာဘသူကြောင့်လဲယေရှုကြောင့်အသုံးခံနေတာဘသူကြောင့်လဲယေရှုကြောင့်အော်ခုနကပြောနေကြတယ်ဟာဆရာတေးဗစ်လာအဖြစ်ကျွန်တော်တို့ပြောင်းလဲတယ်ကျွန်တော်တို့ပြောင်းလဲတယ်ဆရာတေးဗစ်ဘာလုပ်နေတယ်တဲမှာထိုင်မလို့တခုပဲရှိတယ်ကိုကြောင့်မဟုတ်ဘူးဆိုတာကိုတရားခံတော့သိရတဲ့အတွက်ကြောင့်အသုံးပြုတဲ့ယေရှုကိုယေရှုတင်တယ်ဗျာမဆာတဲ့ကိုမတဲ့ဝိညာဉ်တော်ကိုယေရှုတင်တယ်ခမည်းတော်ရဲ့မြတ်တာကိုခံစားလို့ယေရှုတင်တယ်That's it တို့မှာတကယ်တမ်းကြတော့ဝါကြွားစရာခရစ်တော်ကလွယ်လို့ဘာမှမရှိတော့ဘာလို့ဒီလားသူရွေးကောက်လို့တို့တင်ရမှာရှိနေရတာမဟုတ်ဆရာအားလေးချောင်ခေါ်လာလို့ကျွန်တော်ရောက်လာတာမဟုတ်ဘူးရှေးမစွာတဲ့ဘုရားရွေးကောက်လို့ဒီမှာရှိနေတာဝိညာဉ်ကိုအားဖြည့်ပြီးတော့နာမတော်ဖို့လို့ငါတရားလမ်းတဲ့သွေးဆောင်လာတာအဲ့လိုပြောလို့ဆရာအားလေးချောင်ဂီးမဆိုင်ဘူးလို့ပြောစရာမလိုအသုံးပြုခံတဲ့ဆရာအားလေးချောင်လည်းယေရှုတင်လိုက်ပါသို့တော်ညာလည်းပဲတင်းတကယ်ယေရှုတင်ရမယ်သူကတင်းကိုဆွဲခေါ်လာတဲ့တန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်တယ်ယေရှုမတင်တတ်တဲ့လူကဘယ်တော့မှကောင်းကြီးလည်းမရှိဘူးတကယ်တော့အဲ့ဒါကကိုယ်ယေရှုမတင်တတ်တာမဟုတ်ဘူးသူတကယ်ယေရှုတော်နားမလဲသေးလို့တင်းကိုယေရှုမတင်တတ်တာတနာဖို့ကောင်းတာအဲ့လူတယောက်ဘလောက်ကောင်းတာလို့10ခုမှာ9ခုကောင်းခဲ့တာတစ်ခုကောင်းမကောင်းတာနဲ့အဲ့လူမကောင်းကြောင်းသူလုံးဝရန်သူလို့ပြန်ဖြစ်သွားပြီဆိုရင်တနာဖို့ကောင်းတဲ့အဲ့လူကသူယေရှုတကယ်မသိတတ်တဲ့လူဘာလို့ဆိုတော့တင်းကိုမသိတတ်တာမဟုတ်သူကယေရှုတော်ကိုမခံစားသေးတဲ့သူဖြစ်နေလို့အဲ့ဒါတနာဖို့ကောင်းတာခင်ဗျမလားမေတ္တာမခံစားဘူးတဲ့သူကဘယ်တော့မှသူမြောက်မေတ္တာမပြတတ်ဘူးဒီနေ့မေတ္တာမပြတတ်တဲ့သူတွေဟာမေတ္တာမခံစားခဲ့ရလို့ဖြစ်တဲ့အရာတွေအားလုံးကသူမြောက်ရှောက်စိတ်ဆိုးနေရင်တင်ဘယ်တော့မှဖျားပြတဲ့အလင်းကိုမြင်တွေ့ရတော့မှာမဟုတ်ဘူးပြဿနာဖြစ်လာရင်သူမြောက်စိတ်ဆိုးရတာမဟုတ်တင်ယူရတာဖျားဘာတင်နေလဲဆိုတာတင်ယူမှပညာတိုးသွားတာကိုယ့်ရဲ့ emotion ကို control မလုပ်နိုင်တဲ့သူပြန်အော်တာတို့ပြန်ပြောတာတို့ဒေါသထွက်တာတို့အဲ့ဒါတွေအားလုံးပျော်ညံ့တဲ့သူခရစ်တော်ကအဲ့လိုကျွန်တော်တို့ကိုအဲ့လိုဖြစ်ဖို့ရွေးကောက်ထားတာမဟုတ်ဘူးတို့ဖျားသခင်ရှေ့မစွတဲ့ရွေးကောက်ထားတဲ့ယေရှုဘယ်လောက်ကြီးလဲဆိုတာသင်သိသွားရင်ဘသူကိုမှသင်ဘာကြောင့်လဲသိလားသင်ကိုသင်ပြန်စဉ်းစားသင်တကယ်စုံနေရလားယေရှုကငါအပြစ်ကြွေးအားလုံးဆက်ပေးပြီးတော့ယေရှုအဖြစ်ငါဖျားသားဖြစ်ပြီလို့သင်လုံးဝယုံကြည်စိတ်ချနားလေသွားတဲ့နေရာနဲ့စပြီးတော့မှဖျားကသင်ကိုဘာလို့ခေါ်လဲသိလားတန်ရှင်းသူလို့ခေါ်တယ်တကယ်ခေါ်တာနော်တန်ရှင်းသူလို့ခေါ်ပြတာဖျားခေါ်တာလူခေါ်မခေါ်ဖျားစိတ်ဝင်စားဖျားတန်ရှင်းသူလို့ခေါ်တယ်ဖြောင့်မတ်သူလို့ခေါ်တယ်ထိုက်တန်သောသူလို့ခေါ်တယ်โอเคအဲ့ဒါကိုမယုံနိုင်သေးတဲ့၍သင်စာရန်ရဲ့လှည့်စားခြင်းခံနေရအောင်ပါပဲ